ငြိမ်းအေးခြင်းချမ်းသာနဲ့ပြည့်စုံနိုင်ကြပါစေမင်္ဂလာရှိတဲ့ဒီနေ့နဲ့ခင်းမှာလွန်ခဲ့တဲ့2600ကျော်ကပေါ့မြတ်ဗုဒ္ဓရဲ့အရင်ကနေအရင်ဖြစ်ဖို့ကထာ6ခုပေါ့ဘယ်သူကိုဟောသလဲဆိုတော့အနာထပိဏိကအဲ့ဒီတထေးကရာဇကြိုရောက်လာဗုဒ္ဓဆိုတဲ့အတန်ကြားလိုက်တာနဲ့သူဗုဒ္ဓကိုတွေ့ခြင်းနဲ့ဗုဒ္ဓရဲ့ဓာယကဖြစ်ခြင်းအဲ့ဒါနဲ့သူမနဲ့အစောကြီးရောက်သွားတယ်အဲ့ဒါနဲ့ဗုဒ္ဓကိုမေးလျှောက်တယ်ရှင်ဖယားဒီလောက်ချမ်းအေးတဲ့ကျောင်းမရှိသစ်ပင်အောက်မှာချမ်းသာစွာအိပ်ဆက်နိုင်ပါရဲ့လားဖယားဆိုတော့ကိလေသာမရှိတဲ့ငါတို့အတွက်နေရာတိုင်းချိန်တိုင်းမှာချမ်းသာတယ်လို့ဗုဒ္ဓပြောပြီးတော့သူ့ကိုကထာ6ခုနဲ့အရင်ကနေအရင်ပဂတိလူသားကနေအရိယာလူသားဖြစ်ဟောပြအဲ့ဒီကထာ6ခုကိုထို့စာတက်စာသင်တရားနာခဲ့ကြပေမဲ့လေးလေးနက်နက်ကိုမထွေးခဲ့မိကြဘူးခေတ္တဆိုတို့ဒီကနေ့အရင်ကနေအရင်ဖြစ်ဖို့နံပါတ်1ကဌာနကထာကိုချင်းစာတရားမရှိဘဲနဲ့ကိုအတ္တကိုရရင်ပြီးရောသူများတွေဘာဖြစ်ဖြစ်ဆိုတဲ့ဘေကံခွဲဝေနိုင်မှုဆိုတဲ့စိတ်ထားမရှိရင်မမြတ်နိုင်ဘူးဒါကြောင့်မြင့်မြတ်တဲ့လူတစ်ယောက်ဖြစ်ဖို့အဘေကံနိုင်တဲ့စိတ်ထားရှိရမယ်နံပါတ်2ကတော့စောက်စည်းနိုင်စွမ်းပေါ့စိတ်ဆိုးလာတာနဲ့တတ်မယ်ဖြတ်မယ်ဆွဲမယ်အဲ့လိုမထိန်နိုင်ဘူးဆိုတဲ့လူဟာဘလို့မှမြင့်မြတ်တဲ့စဉ်ကိုမရောက်နိုင်ဘူးဒါကြောင့်မြင့်မြတ်တဲ့သူတယောက်ဖြစ်ဖို့သီလကထာကိုယ့်ရဲ့စိတ်ကိုကိုယ့်ရဲ့ကိုယ်ချင်းနှုတ်ခြင်းကိုထိန်းချုပ်နိုင်ရမယ်နောက်တစ်ခုကတက္ကကထာဆိုတော့ဝမ်းမြောက်တဲ့စကားပေါ့ဝမ်းမြောက်တဲ့စိတ်အခြေအနေတစ်ခုပေါ့ဟိုဌာနပြုထားတယ်ချမ်းသာစိတ်ပေးလိုက်တော့စိတ်ချမ်းသာမှုရအဲ့ဒီစိတ်ချမ်းသာမှုကိုစံစားတတ်မှဝမ်းမြောက်နိုင်မှာပေါ့သီလစောင့်တည်ထားတယ်သူများကိုကိုယ့်ရဲ့ကိုယ်ချင်းတရားနဲ့ချမ်းသာပေးထားတဲ့အတွက်စိတ်ချမ်းသာမှုရအဲ့ဒီစိတ်ချမ်းသာမှုရတာကိုကခြေနဲ့ခြိနူးနေမှတို့ရဲ့အတိတို့ရဲ့စိတ်ထားမြင့်မြတ်လာမယ်တချို့ကတော့ကို negative ပေါ့အနှုတ်လက္ခဏာတွေပဲသတိထားမိတဲ့အခါငါတို့ဗုဒ္ဓဘာသာဖြစ်ရတာအမတန်မှနှိမ့်ကြတယ်ဒီလိုမိဘမျိုးတွေ့ရတာအမတန်မှဆင်းရဲတယ်ဒီနိုင်ငံမျိုးမှာဖြစ်ရတာတို့တော်ခံဆိုးတယ်လို့ကိုအပြစ်တွေပဲမြင်နေမယ်ဆိုရင်တော့ဘလို့မှမြင့်မြတ်တဲ့သူမဖြစ်နိုင်ဘူးဒါကြောင့်တက္ကကထာဆိုတာကကိုဝမ်းမြောက်နိုင်စွမ်းလည်းရှိရမယ်နောက်တစ်ခုကပျော်ပျော်နေသေးကဲဆိုပြီးတော့အပျော်တွေနောက်ကိုလိုက်ရင်လည်းဥပမာပေါ် Happy New Year တညလုံးအပျော်တွေနဲ့ခဲ့ကြတယ်မူးခဲ့ကြတယ်ယူခဲ့ကြမနဲ့ကြတော့ဘာမှမရှိတော့ဒါဆိုတို့ပျော်နေတဲ့အပျော်တွေဟာတစ်သက်လုံးခံမှာလားမခံဘူးလေတခဏချင်းသူပြတ်သွားတာပဲအဲ့ဒီပြည့်စည်ရမယ်သဗ္ဗေသင်္ခါရအနိစ္စဖြစ်ပြီးတော့ဖြတ်ရမယ်သဘောကိုတို့မြင်အောင်ရှုရမယ်လောကကြီးထဲမှာရှိသမျှသင်္ခါရတွေဟာအတ္တဓာတ်ဆိုတဲ့တာယာဝယ်ရှိတယ်ဒါပေမဲ့အာဒီနဝဆိုတာဟာလည်းအပြစ်ဆိုတာလည်းရှိအဲ့ဒီအာဒီနဝကိုမြင်မှလည်းပဲဒါကိုအမှန်ကိုမြင်တဲ့အတွက်ကြောင့်အသိဉာဏ်တွေမြင့်မားတဲ့သူဖြစ်လာနိုင်မယ်နောက်တစ်ခုကနိခမေအာနိတန္တကထာဆိုတာထွန်းမြောက်မှုရဲ့အကျိုးကျေးဇူးတွေပေါ့ကိုယ်ကဒီ comfort zone မှာပဲကိုယ်ကနှိမ့်ပြီးတော့နေမယ်ဆိုရင်တော့လွတ်မြောက်ခြင်းရဲ့အရသာကိုရမှာမဟုတ်ဘူးကိုယ်အပြစ်တွေကိုမြင်ပြီးတော့ထွန်းမြောက်မှုပေါ့ဒီဖြစ်ပျက်တွေလောကကြီးထဲမှာနှိမ့်ဆက်နေတဲ့ဖြစ်ပျက်နှိမ့်ဆက်နေတဲ့လောကကြီးထဲမှာငါလွတ်မြောက်အောင်ကြိုးစားမယ်နိခမဒီဖြစ်ပျက်နေတဲ့ဒီခန္ဓာကြီးဟာအနိစ္စဒုက္ခအနတ္တ
ငါဟာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်လို့ကိုယ့်ရဲ့ကိလေသာတွေဒိဋ္ဌိတဏမာနတွေကိုစွန့်ခွာခြင်းကိုပဲနိခမကထာလို့ဆိုမယ်အဲလိုစွန့်ခွာဓမ္မလည်းပဲမြင့်မြတ်တဲ့စိတ်ထားမျိုးကိုပိုင်ဆိုင်နိုင်လာမယ်နောက်တစ်ခုကမေဃကထာမေဃကထာဆိုတာကဖတ်မြောက်ရာလမ်းပေါ့ဒီလောကကနေထွက်မြောက်ဖို့ကိလေသာမာရင်သောကိစ္စတိတိမကောဆိုတဲ့အတိုင်းပဲမေဃနဲ့ရှုလိုက်တဲ့အခါတဲ့အောင်ရှုမယ်တိအောင်ရှုမယ်သိအောင်ရှုမေဃနဲ့ရှုလိုက်ရင်နဲ့ဒုက္ခကိုသိလာမယ်သမုဒယဆွန့်လိုက်တဲ့အခါနိရောဓငြိမ်းအေးမှုကိုရဒါဆိုမေဃကထာနဲ့တို့ရှုလိုက်တဲ့အခါကျတော့နိရောဓငြိမ်းအေးမှုကိုရတဲ့သူကိုဒါအရင်ဘဝကနေအရှင်ဘဝကိုရောက်သွားပြီပဂတိလူကနေအရိယလူသားဖြစ်ကိုရောက်ပြီဒါကြောင့်ဒါနကထာရှိရမယ်သီလကထာစောင့်စည်းနိုင်စွာသက္ကကထာကိုဝမ်းမြောက်ခြင်းပြီးတော့အာဓိနဝဖြစ်ဖြစ်ဆိုတဲ့လောကကြီးရဲ့အပြစ်ကိုမြင်ခြင်းနိခမငါဟာမဟုတ်ငါမဟုတ်လို့ထွက်မြောက်ခြင်းပြီးတော့ဒုက္ခကိုသိသမုဒယကိုစွန့်និရောဓနဲ့ငြိမ်းအဲဒီလိုမေဃကထာနဲ့ပြည့်စုံသွားတဲ့သူကိုအရိယာလို့ခေါ်ပါတယ်ဒါကြောင့်မြတ်ဗုဒ္ဓပေးထားတဲ့ဒီအရိယာဖြစ်နည်းနဲ့အလုံးအရိယာဖြစ်အောင်သူတော်ကောင်းဖြစ်အောင်ကြိုးစားနိုင်ကြပါစေ